အားလုံးပဲမင်္ဂလာပါ affiliate developer ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ ice cream 2ရဲ့ sauce ပုံစော်နီလေးကိုတင်ပေးမှာပဲဖြစ်ပါတယ်ဗျာကဲဒါဆိုရင်ကျွန်တော် video လေးကိုစလိုက်ရအောင်ကျွန်တော်က Sony video တွေတင်ပေးရမလို့ intro လေးတော့အကုန်လုံးကြော်ပြပါမယ်ဗျာကဲတော့ကျွန်တော်တို့ဒီမှာ window ကဖွင့်ပြီးကြည့်ရအောင်လဲကြော်လိုက်မယ်ပြီးရင်ဒီမှာကျတော့သူကကျိုးနဲ့အောက်ကိုဆင်းရတာမဟုတ်တော့ဘူးဒီအိပ်ရာပေါ်ဆောင်းလေးကိုခောက်ပြီးဆင်းရမှာဖြစ်ပါတယ်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဆောင်းလေးကိုချိန်ပြီးအောက်ကိုဆင်းပါမယ်ဗျို့ okayကဲဒီမှာပေါ့နော်ဒီမြေပုံကတော့ထွက်ကြပြီးသားမထွက်ကြသေးလဲခွေးနေရတာဝင်ကြည့်လိုက်နော်ပြီးတော့တကားဖွင့်လိုက်မယ်ဗျာတကားဖွင့်ပြီးရင်ကျွန်တော်တို့ဒီမှာကိုမုတ်ကြီးရလीဒီမှာသူဒီလိုလာရတွေ့လားကျွန်တော်တို့ကဒီမှာဒီနားလေးရပဲရက်ကြည့်နေလားအေးစစ်စစ်ဒီမှာကိုမုတ်ကြီးဒီဘက်ကိုပြန်လာပြီဆိုမှကျွန်တော်တို့ကကားကိုတပတ်လှည့်ပြီးတော့ပြန်နေပြီးတော့ကားပေါ်တက်မယ်ဒီနားမှာကျွန်တော်ဖြည်းဖြည်းလေးရှောက်မယ်နော်ကိုမုတ်ကြီးကခြေတန်းအစကြားတယ်သူကပြီးကျွန်တော်တို့သွားမဲ့နေရာရှိရင်တကားမပိတ်ဖင်းနဲ့သွားမဲ့နေရာကိုသာထောက်လိုက်ပါအဲ့ဒါဆိုရင်တကားဖွင့်တန်ကြားရင်ကိုမုတ်ကြီးကလာကြည့်တယ်လို့ပြသူတို့ရဲ့ဘွားဆက်ကြောင်းတွေရောကျွန်တော်ရဲ့ဒီ ice cream 2ကိုအရင်ကစောက်ထိုင်ဗီဒီယိုမှာတွက်ပြီးကြည့်လို့ရတယ်ဒီမှာတော့ကျွန်တော်အကုန်ကြော်ပြစ်မယ်เนาะ okay ကျွန်တော်တို့ပထမဆုံးလာမယ့်နေရာကတော့စက်ကတ်ယုံမှာဘယ်ပုံတက်မလဲဆိုတော့ကျွန်တော်တို့တန်းပြီးတော့မြင်ရတဲ့တိုက်ပုံတက်ကပါမှာဖြစ်ပါတယ်ဗျာကိုမုတ်ကြီးကတော့သွားလို့အလေးတုပ်ပြီးထွက်ခဲ့ရအဲ့လိုသတိထားเนาะပြီးကျွန်တော်ဒီအိမ်ထဲကိုဝင်ပြီးတော့သူတို့ရဲ့အိတ်ခမ်းထဲကိုသွားပါမယ်အိတ်ခမ်းထဲကိုသွားပြီးပြီဆိုရင်ဒီမှာသူတို့ဂျိတ်ပေါ်ဗျာအဲ့ဂျိတ်ကလေးကိုယူမယ်ယူပြီးရင်ကျွန်တော်တို့ကဒီတိုက်ကဲအပေါ်ဆုံးတက်ကိုတက်ကမှာပဲဖြစ်ပါတယ်အပေါ်ဆုံးတက်ကမှာဒီခိုးအင်္ဂလိပ်လားမသိပါဘူးအပေါ်တက်ပြီးဒီမှာကျွန်တော်ဂျိတ်ကလေးနဲ့ဒီဝါယာကျိုးမှာဆွဲလိုက်မယ်ဆွဲပြီးဒီအပေါက်ကလေးနေရာကိုကျွန်တော်ခုံချမှာเนาะသူ့ဘာလို့ပြစ်မချပေးဘူးကျွန်တော်ခုံချမှာဒီအပေါက်ကပေါက်မှာโอเคကျွန်တော်ဒီအောက်ကိုအရင်ဆင်းကြည့်မယ်ဗျာဒီအောက်မှာကျွန်တော်တို့ဒီဘက်ကိုအရင်လာပြီးတော့ဒီထဲမှာ tool box ထဲမှာဘာရှိလဲကြည့်မယ်ဒီတစ်ခုမှမရှိဘူးဆိုရင်ကျွန်တော်တို့အရှိတက်ကိုဆက်သွားလိုက်မယ်အရှိတက်မှာဒါလေးဖွင့်ခဲ့လိုက်မယ်เนาะဒီအရှိတက်ရ tool box မှာရှိမရှိကြည့်ကြပါမယ်ဗျာကဲရှိလားဆိုရင်တော့ရှိပါဘူးဗျာအဲ့ဆိုရင်ကျွန်တော်တို့ trade ဒီမှာမရှိရင်စိတ်တက်တကြပါဘူးကျွန်တော်ကအစားရင်တော့အစဆော်တော့ဆိုရင်ဒီ tool box တစ်ခုမှမတွေ့ရင် gain အောင်ဆက်မဆော်ကျွန်တော်ကနောက်ပိုင်းမှာကျွန်တော်က arrow သုံးပြီးတီးလိုက်ကြတာဒီမှာမရှိရင်ကျွန်တော်တို့ဘာမှစိတ်တက်ကြကြမလို့ဘူးကျွန်တော်တို့ဒီ cinema ကိုတွားလိုက်ရင်အမှရပါတယ်ကဲဒီမှာကျွန်တော်တို့ချက်ကလေးဖွင့်လိုက်မယ်เนาะချက်ဖွင့်ပြီးတကားကိုဖွင့်ခဲ့လိုက်ပါမယ်အဲ့ဒါဆိုကျွန်တော်တို့အခုဘယ်ကိုတွားမလဲဆိုရင်တော့ကျွန်တော်တို့ cinema မှာတွားပြီးတော့ဒီ tool box ဒီကိုတွားပြီးတော့ဖွင့်ကြပါမယ်ကြာကဲဒါဆိုကျွန်တော်တို့ cinema ကိုတွားလိုက်ရအောင်ဗျာโอเคအခုဆိုရင်တော့ကျွန်တော်တို့ cinema ကိုရောက်ပြီပဲဖြစ်ပါတယ်ကဲ cinema ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအရင်ဆုံးဘယ်နေရာမှာရှားမလဲဆိုတော့ဒီမီးတိုင်အောင်မှာအရင်ရှာမယ်เนาะဒီမီးတိုင်အောင်မှာ tool box တခုရှိရဒီမှာရှိတာဟေးမရှိပါဘူးမရှိရဘာမှမဖြစ်ဘူးကျွန်တော်တို့ဒီပေါ့အခုဘယ်ကိုသွားမလဲဆိုတော့ဒီမှာကားတွေ့လားဒီကားနေရာကြီးနှစ်စီးကြားမှာတစ်ခုရှိပြန်တယ်ဗျအဲ့ထဲမှာရှိမလားရင်ကြည့်လိုက်မယ်โอเคရှိပါသေးဟေးရှိရမျိုးရှိရဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာတွေ့သွားရင်မတွေ့ရင်လည်းဒီ cinema ထဲမှာလိုက်ရှာလိုက်ပြီလားအများကြီးပဲ tool box က8ခုလောက်တော့ရှိမယ်တင်တာပဲ tool box တွေထဲမှာရှိရเนาะအကယ်ကိုကမရှာနိုင်တော့ဆိုရင်လည်းကျွန်တော်တို့ guide arrow သုံးလိုက်ရင်ဘာမှမဖြစ်ဘူးအခုကျွန်တော်စက်ကတ်ရုံကိုပြန်ရောက်ပြီဆိုဘာလို့မလဲဆိုတော့အခုနသွားခဲ့တဲ့အလန်းတိုင်းပြန်သွားပါမယ်ဗျာဒီမှာလိုတက်လေးသွားလိုက်เนาะဘဲပါကွေ့စရာမရှိဘူးလမ်းမစရာအကြောင်းမရှိပါဘူးဒီမှာကျွန်တော်ဒီအခန်းလေးပေါ့ကဲဒီအခန်းလေးတွေကိုကျွန်တော်ကအခုဝင်လိုက်မယ်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ gas o ကိုတွက်ပြီးဒီဟာနဲ့ဖြုတ်ပါမှာဗျာအဲ့ဒါမျိုးကျွန်တော်ဒီဟာကိုလိုက်အတင်းရှာနေရတာအဲ့တော့ဒီဟာရှာတဲ့တကန်နာနည်းနည်းလေးအချိန်ကုန်တာများရပေါ့လေအဲ့လိုမျိုးကျွန်တော်တို့အေးစစ်စစ်လေးရှာကြပါမရှိရင်အကယ်ရကိုကရှာမှပြင်းနေဆိုရင် guide arrow သုံးလိုက်တန်းပြီးတွေ့တယ်သိလားကဲဒါဆိုကျွန်တော်တို့မှာ gas o ယူလိုက်မယ် gas o ယူပြီးအပေါ်ပြန်တက်မယ်မဖြစ်ပါရဲ့ဗျာ okay ဒါဆိုကျွန်တော်တို့အခုအပေါ်ကိုပြန်တက်ပြီးရင်တော့ကားပေါ်မှာဒီ gas o ကိုတွက်ပြီးတော့ထားမှာပဲဖြစ်ပါရဲ့ဗျာကဲကားပေါ်လည်းရောက်ပြီဆိုရင်ကျွန်တော်တို့အခုဘယ်ကိုသွားမလဲဆိုရင်တော့တင်းញိုင်းကုန်းကိုသွားမှာပဲဖြစ်ပါတယ်တင်းញိုင်းကုန်းမှာဘာလုပ်မလဲဟေးတင်းញိုင်းကုန်းမှာဘာလုပ်မလဲဆိုတော့ဒီ gas o လေးကိုဒီမှာနော်ဒီတကားကိုဖွင့်ပြီးဒီပေါ်မှာတင်ပေးထားလိုက်သေးလားနော်ကျွန်တော်တို့ပြီးရင်ဒီကားအမလေးကိုမုတ်ကြီးရဲ့လန့်လာဗျကိုမိုကြီးမလေးဆရာသမားဒီကားဖင်ရဲ့ဒီဘက်လမ်းပေါ်ကြာအမှဆိုကြောင်လေးရှိရနော်ကြောင်ကဒီမှာတအားဟိုမှာစားတက်တဲ့ကြောင်သူ့ကိုငါးစာကျွေးပါတဲ့ငါးစာတွေတွေ့ပါပြီကြောင်စာကျွေးပါတဲ့အဲ့ဒါမျိုးမှာတော်လေးချပြီးထားတယ်နော်ဒီတော်လေးကိုကောက်ပြီးကျွန်တော်တို့စက်ကတ်ယုံကိုပြန်ပြီးလာမှာပဲဖြစ်ပါတယ်စက်ကတ်ယုံကိုရောက်ပြီဆိုရင်ကျွန်တော်တို့ပထမဆုံးသွားခဲ့တဲ့တိုက်ကလေးမှာပဲဒီတော့နဲ့သွားပြီးကြောင်စာကိုသွားပြီးဖွင့်ယူပါမှာဖြစ်ပါတယ်ဗျာကဲတော့ကျွန်တော်တို့ဒီမှာဒီတိုက်ပေါ်ကိုပြန်ပြီးတော့တက်ကြရအောင်ကိုမုတ်ကြီးကတော့သူက surprise ကတော့အမြဲတိုက်တာမလို့သူ့ကိုနည်းနည်းပါးသတိတော့ထားလိုက်ပေါ့ဗျာဒီမှာဒီ kitchen ကတတိယမဟုတ်ပါဘူးအလဲပေါက်မှာဖွင့်လို့ရတယ်နော်မကိုမုတ်ကြီးလာလည်းဘာမှမဖြစ်ဘူးအဲ့လိုသူ့
ဖြစ်ပြီးတော့သူ့ရဲ့ brain ကို freeze လုပ်လိုက်လို့ရတယ်เนาะအမကြီးသူက brain freeze လုပ်တာအဲ့ဒါကလေထွေရတွေးကြသေးတယ်ငါကပစ္စည်းပြန်ကုတ်ကိုင်းမှီပါမလားသူ stand လောက်တာပြေသွားရင်မှုန့်မှာကြောက်တယ်ဆိုရင်လေဘာမှမကြောက်နဲ့အဲ့ stand ကလေ9စက္ကန့်လောက်ကိုကြာလို့ကျွန်တော်အေးစစ်စစ်သူ့ brain ကို freeze လုပ်ပြီးတော့အေးစစ်စစ်ထွက်ပြေးလို့ရပါတယ်ကဲကျွန်တော်အခုလာတော့ကိုမုံကြီးရဲ့ go round မှာ store ပေါ့နော်ဒီ store မှာကိုမုံကြီးကတော့လာရတယ်ဒါပေမဲ့တတိထားပေါ့နော်သူကဓမ္မနေရာနဲ့ကျင်းတော့ကျွန်တော်တို့ပတ်ပြေးရတာနေရာတစ်ခုပဲရှိတယ်ဒီထဲငွေနေနေပါတတိထားကြီးမှဝင်နောက်ဆိုကိုမုံကြီးကျွန်တော်တို့ကိုလာလုံးမှာဆိုလို့ပါဒါမှ player ယူမယ်เนาะအကယ်ဒီထဲဝင်လာပြီဆိုတော့ဘာမှမဖြစ်ဘူးရေခဲတာမှာဝင်ပြီးပုံးလို့ရတယ်တိလားကျွန်တော်အရင် video မှာဆိုကျွန်တော်အဲ့လိုပဲပုံးခဲ့တာကြည်ဘူးရလို့ဆိုရင်တိပါတယ်ဒီ player ယူပြီးရင်ဘာလုပ်မလဲဆိုတော့ဒီဘယ်လိုပြောရမလဲကျွန်တော်ပကတ်အောက်ကဘုံလေးထဲမှာဖျောင်းနိုင်ယူမယ်ဖျောင်းနိုင်ယူပြီးကျွန်တော်ဘယ်တန်သွားမလဲဆိုတော့တင်းချိုင်းကုန်းကိုပဲသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တင်းချိုင်းကုန်းတန်းသွားပဲဒီလိုလာလိုက်တယ်ဆိုတော့အလုံးနှစ်ခုတစ်ခါပြီးအောင်ဆိုပြီးအဲ့လိုအရင်လာလိုက်တာပေါ့နော်โอเคကျွန်တော်အခုတင်ញိုင်းကုန်းမှာဆိုပစ္စည်းနှစ်ခုရပါပြီဆိုရင်ကျွန်တော်ဒီမှာ candle အရင်ယူမယ် candle ယူပြီးရင်ဒီမှာပေါ့ကိုမိုကြီးအဖေရဲ့အရှိမထုံးလိုက်မယ်เนาะကိုမိုကြီးအဖေအုပ်ကူအရှိမပါထုံးပြီးရင်ကျွန်တော်တို့ကိုမိုကြီးမမြင်ခင်အထိကျွန်တော်ကပုံးရမှာတကယ် normal တို့ဘာလို့မှဆိုရင်ပေါ့လေကျွန်တော် ghost move မှာမလို့နည်းနည်းပါပြေးနေတာကဲဒီမှာကြောင်ကိုအရင်မယူနေအောင်ထားလိုက်အောင်ဘာလို့ဆိုတော့အဲ့ကြောင်ကကျွန်တော်တို့သူ့ကိုကောက်လိုက်ပြီဆိုသူကကျွန်တော်နဲ့ကိုတကောက်လိုက်နေရမလို့လေကျွန်တော်တို့အမကိုမုတ်ကြီးကတော့မတွေ့သေးဘူးဗျကျွန်တော်သူ့တွေ့အောင်နည်းနည်းပါလှုပ်ပေးလိုက်မယ်နော်ဒီမှာသူကမတွေ့ဘူးအဲ့တော့သူနောက်သွားပြီးကတ်လိုက်မယ်โอเคကိုမုတ်ကြီးဒီမှာခမအဖေတင်ញိုင်းကုန်းခမအဖေအုတ်ကူဟိုဒီမှာမီးပူစော်ရအောင်လာပါတငယ်ချင်းမီးပူစော်ကြမယ်ကိုမိုကြီးဖေးလေးကိုလှုပ်ပြီးရှောက်လာမလီတကယ်တော့သူ့လဲအမလီဒုက္ခပဲဒီမှာစိတ်ငလိုက်တာဆိုတာသွားတော့လို့ဆရာသမားရေကျွန်တော်တို့ဓမ္မဆိုရင်ဒီမှာကိုမိုကြီးလာပြီးထုံးတော့မယ်ပေါ့နော်ကိုမိုကြီးရေလာပါတော့အမလာပါတော့မနေ့ခေါ်နေရတယ်ဖင်လေးကိုလှုပ်ပြီးရှောက်တာနော်လမ်းကိုသူ့လဲတကယ်ပဲကျွန်တော်တို့မစ္စတာဘိုင်ပြန်ခန့်ရမယ်ဒီလားမစ္စတာကိုမိုကြီးတို့ပါတော့โอเคဒီမှာကိုမိုကြီးလည်းမီးထုံးပြီဆိုအဲ့ထားခဲ့လိုက်ဒီလားကိုမိုကြီးမီးထုံးပြီဆိုရပြီဗျာကျွန်တော်တို့ဒီမှာဒီကြောင်းကမှအဲ့လိုလိုက်တယ်တို့လားကျွန်တော်တို့ကတော့လိုက်လို့ကျွန်တော်သူ့ကိုမကောက်တာโอเคကိုမိုကြီးလည်းမီးထုံးပြီဆိုကျွန်တော်တို့သွားလို့ရပြီအခုစီနီမာကိုပြန်ပြီးတော့သွားမှမဖြစ်ပါရဲ့ဗျာစီနီမာမှာဘာလို့မလဲဆိုတော့ဒီကြောင်လေးကိုနေရာလဲမှာပေါ့နော်ဒီအနောက်ဘက်ကဘယ်လိုပြောမလဲဒါကိုရုံးခန်းတာမပြောရဘူးကျွန်တော်လည်းโอเคဖွင့်လိုက်မယ်နော်အမလေး surprise ကိုမုံကြီးကိုအဲ့လိုထွက်လာတာတတိထားကြတိလားကိုမုံကြီးအဲ့လိုလှုပ်တာကဲဒီမှာရောအဲ့လို stand ပေးလို့ရတယ်နော်ဘာမှမဖြစ်ဘူးအဲ့ stand လုပ်မယ်ဆိုရင်သူအပေါ်လာမြောက်ပြီးတော့လှုပ်ကြကဲဒီမှာကိုမုံကြီးရေဆရာသမားရေဒုက္ခပဲဒီမှာခေါင်းမှုလို့လားသူခေါင်းမှုကကြာတယ်လားကျွန်တော်ပြောရတာသူအဲ့လိုလေး stand လုပ်ပြီးတော့ကျွန်တော်ပြေးလို့ရတယ်ကဲကျွန်တော်ဒီမှာဒီကြောင်လေးကိုယူပြီးပြီဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့ကားပေါ်တက်မှာပဲဖြစ်ပါတယ်ဗျာကဲအခုဆိုရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ဒီကြောင်ကလေးကိုအရင်ပြစ်ချလိုက်မယ်ပြီးရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင်တော့စက်ကတ်ရုံကိုသွားမှာပဲဖြစ်ပါတယ်ဗျာโอเคဒါဆိုကျွန်တော်အခုစက်ကတ်ရုံကိုရောက်ပါပြီစက်ကတ်ရုံကိုရောက်ပြီဆိုရင်ဒီအမိုက်ဘုံတွေထဲမှာလိုက်နှိုက်ပါမယ်ပေါ့နော်ဘာရှိမလဲဆိုတော့အမိုက်ဘုံတိုင်းမှာလိုက်ပြီးတော့နှိုက်ကပါမယ်ကဲဒီထဲမှာနှိုက်တာဘာရလဲဘာမှမရဘူးမရရင်ဒီရှိရဘုံကိုသွားပါမယ်ဒီဘုံမှာဘာရလဲကြည့်မယ်နော်ဒီဘုံမှာလည်းဘာရလဲဆိုရင်တော့โอเคရလိုက်စမ်းဘာမှမရပါဘူးချီးပဲကြိုက်မိတယ်တကယ်ပြောကိုမုံကြီးကိုနည်းနည်းကြောက်တယ်ဆိုတော့ဒီလိုဘက်ကိုမျက်နှာမူပြီးနှိုက်ကြနော်ကျွန်တော်တို့နှိုက်ရင်လည်းနည်းနည်းပါသတိထားပြီးနှိုက်လူမိဝိုင်းအမှုခံရမယ်ကိုမုံကြီးကနည်းနည်းပါအလိုပေးချင်တာမဟုတ်ဘူးတဲ့ဒါကတော့ဒီမှာဒီဘက်ကနှောက်ဆုံးပုံးပေါ့နော်ကဲဒီထဲမှာတွေ့လိုက်စမ်းဝါရွှေတော့โอเคဘယ်ကဖဲချက်ကြီးလဲမသိပါဘူးကဲဒါဆိုကျွန်တော်တို့ဒီမှာမရှိလဲဘာစိတ်မပူနဲ့နော်ဟိုဘက်မှာအမိုက်ပုံးတွေအများကြီးရှိရဲကျွန်တော်တို့အခုဒီမှာဒီပေါ့နော်ဘယ်ကအမိုက်ထုတ်ကြီးလဲမသိဘူးအဲ့ဒါနဲ့မှကျွန်တော်ဒီအခန်းထဲဝင်ရမှာဝင်မှာတငယ်ချင်းနဲ့စကားပြောလိုက်ပေါ့နော်တငယ်ချင်းလည်းဘလောက်စိတ်ထားကြလဲဆိုအလကားပြီးမှမရှိဘူးသူ့တခုရန်ယူလာမယ်အဲ့ဒါလေးယူဖို့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကဲโอเคကျွန်တော်ဒီသူတို့အခန်းထဲမှာ crowbar ရှိရနော် crowbar ယူလိုက် crowbar ယူပြီးရင်ကျွန်တော်တို့ထွက်မယ်ဗျာထွက်မယ်โอเคဒါဆိုကျွန်တော်တို့အခုဘယ်ကိုသွားမလဲဆိုရင်တော့ကျွန်တော်တို့သွားမယ်ခရီးစဉ်လေးကတော့ဆိုရင်ဖြင့်စီနီမာပဲဖြစ်ပါတယ်ဗျာကဲစီနီမာရောက်ပြီဆိုရင်ကျွန်တော်ဒီကားဖင်တွေလိုက်နှိုက်ပါမယ်ကားဖင်နှိုက်ကြမယ်ဗျို့ဒီကားဖင်မှာပေါ့နော်ကားဖင်ကတော့ကားတိုင်းတော့နှိုက်လို့မရဘူးဒီမှာအဝိုင်းလေးတွေပေါ်နေတဲ့ကားလေးပဲနှိုက်လို့ရတာနော်ဒီကားလေးဆိုလည်းနှိုက်လို့မရဘူးလားဒီကားဆိုနှိုက်လို့ရကျွန်တော်နှိုက်ကြမယ်လားအဖြူအောင်ကားလေးရဲ့ဖင်ထဲမှာပါရှိလဲကားဖင်ထဲမှာပါရှိလဲဆိုတော့ဘာမှမရှိပါဘူးဗျာကဲနောက်ကားဖင်တွေလိုက်နိုင်ပါမယ်ဘယ်ကားဒီမှာဒီကားတစ်ခုတော့ရှိရဟာကဲဒီကားထဲမှာပါရှိတယ်မသိဘူးကျွန်တော်ဖွင့်ကြည့်လိုက်အောင်ပဲဗျာ तू ကနေရာကားတိုင်းတော့တူမှမထင်ဘူးเนาะကျွန်တော်တို့စောင့်ရင်တခြားကားတွေမှာဟာရဆိုတော့ဖြစ်တတ်သေးတယ်ဒီဘက်ကားတွေကိုနှိုက်လို့ရလားဟာ Oh my god မရဘူးเนาะဟုတ်တယ်ဘယ်ကားမှနှိုက်လို့မရပါလားလို့ Oh
Oh my gosh ကျွန်တော်အထင်ပေါ့လေဒီသူ့ game ကအဲ့လိုကား3စီးမှာပဲနှိုက်လို့ရအထင်တယ်အဲ့ဒါကြလည်းကောင်းတာပေါ့နော်ကျွန်တော်ရှားတာလွယ်တာပေါ့ဒီမှာကျွန်တော်နောက်ဆုံးကားတွေ့ပြီးဒီကားထဲမှာတော့ရှိမယ်ထင်တာပဲကျွန်တော်အထင်တာကျွန်တော်ကား3စီးမြောက်ကိုနှိုက်တာဆိုတော့လေ okay ဒီမှာကျွန်တော်ရပါပြီ perfume ပေါ့နော် perfume ယူပြီးကျွန်တော်အခုဘယ်ကိုသွားမလဲဆိုတာထက်ကိုကားပေါ်အရင်တက်ပါမယ်ကားပေါ်တက်ပြီးကျွန်တော်အခုကကျွန်တော်တကယ်ချင်းပြောထားတဲ့အတိုင်းသူ့ကိုလှပတာယူလာရင်တခုပြန်မြင်ဆိုတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ circus ကိုရင်သွားပြီးတော့သူနဲ့သွားပြီးတော့ပစ္စည်း trade လုပ်ပါမယ်ကဲတကယ်ချင်းငါပြန်လာပြီကဲရော့ဒီမှာအပေါ်သားကြီးမွေးတပူယူလိုက်ဖန်အေး तू မသိစင်နဲ့ तू မသိစင်နဲ့ okay ဒီမှာကျွန်တော်တို့ဒီမှာမှုဝင်လေးရပြီเนาะဒီမှုဝင်လေးရတော့ဒါအသုံးဝင်မဲ့မှုဝင်လေးပါဗျာအခုဆိုကျွန်တော်ပစ္စည်းလေးစုံသွားပြီဆိုကျွန်တော်အခုဘယ်ကိုသွားမလဲဆိုတော့တုတ်တန်ကိုသွားမှာပါကဲတုတ်တန်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဓမ္မတတိထားနော်ကျွန်တော်တို့စက်ကယုံမာရဒီပစ္စည်းတွေပြစ်ချခဲ့လိုက်နောက်မို့ဆိုကိုမိုကြီးကဒီရောက်မှပြစ်ချရင်အတန်ကြားပြီးလာရှာမှာဆိုလို့ကျွန်တော်တို့ကကြောင်ကလေးတက်မယ်တက်ပြီးခုနကကိုမိုကြီးသူ့အဖေကိုပူဇော်တော့ကကြံခဲ့တဲ့မိချစ်ဆန်လေးကိုကောက်ပြီးတော့ကျွန်တော်တို့ဒီမှာဘုံထောင်လိုက်မယ်ဗျာကဲပြီးကျွန်တော်ပြေးတော့ဗျာပြေးတော့ဒီမှာကျွန်တော်တို့မိုးပင်လေးရှူလိုက်ပါမယ်နော်โอเคမိုးပင်လေးရှူပြီးဆိုရင်ကျွန်တော်တို့အခုဝင်တော့မယ်နော်ဟိုထဲကိုOkay ကျွန်တော်တို့ let's go သွားရအောင်ဗျို့ဒီမှာကျွန်တော်ဒီထဲကိုဝင်လိုက်မှာပဲဖြစ်ပါတယ်ဗျာဝင်ပြီးတော့ဒီထဲမှာဖွင့်လိုက်မယ်နော် Okay ဒီမှာ case key ယူရမှာပါ Okay ဒီမှာအခမန်းနံပါတ်ကိုမိုကြီးဝင်လာပြီဆိုရင်လည်းမကြောက်နဲ့ဒီတကားသာဖွင့်ပြီးတိလားကဲအခုဆိုရင်ကျွန်တော်တို့ပစ္စည်းစုံလေဒီခုံပါမယ်ဗျို့ပစ္စည်းရေမီးစုံနဲ့လေဒီခုံတော့မယ်ကဲတကယ်ကြီးဝမ်းမလေးရင်ကနင့်ကိုကဲပြီး Okay ကျွန်တော်တို့ neighborhood ကိုတွားလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့တကယ်ချင်းရဲ့ list ကလေးကတော့အောင်မြင်မြင်နဲ့လွတ်မြောက်သွားပြီပဲဖြစ်ပါတယ်ဗျာကဲဒါတော့တို့ဒါကြီးကတော့ကျွန်တော်မပြောတော့ဘူးเนาะတို့ဘာကြီးပြောလဲဆိုတာကဲအဲ့တော့ကျွန်တော်ကိုစော်ခိုင်းစီနေတဲ့ဂိမ်းလေးရှိတာစော်ခိုင်းခဲ့ပါနောက်နေ့မှာလည်းကျွန်တော် ice cream 3 Sony ကိုတင်မှာဖြစ်ပါတယ်အကယ်ကိုကဒီဗီဒီယိုကြည့်ပြီးတော့မှနားလည်တဲ့နေရာလေးရှိရဆိုရင်ကျွန်တော် comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်လုံးဝအသေးစိတ်ဖြေပေးပါမယ်ဖြေရတဲ့မလုံလောက်ဘူးဆိုရင်ကျွန်တော်ခိုင်းဗီဒီယိုနဲ့မှာအပီးလုပ်ပြီးတော့ကျွန်တော် fan လေးတွေကိုဖြေပေးမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်နောက်နေ့မှာလည်းဗီဒီယိုအသက်တွေတင်ဖို့ရှိပါတယ်အခုရပိုင်းကျွန်တော်ဗီဒီယိုမတင်တော့ကျွန်တော်ရဲ့ watch time hours တွေလည်းအကုန်ကျနေပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပေးကြပါအားလုံးကိုတောင်းဆိုပါတယ်ဗျကျွန်တော်ကိုစော်ခိုင်းစီနေတဲ့ဂိမ်းလေးရှိနေစော်ခိုင်းခဲ့ပါကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပေါ့နော်တောင်းဆိုထားတဲ့ဂိမ်းလေးတွေအကုန်လုံးကိုတယောက်ချင်းစီလိုက်ပြီးတော့ဆော့ရမှာပဲဖြစ်ပါတယ်ကဲဒီမှာကျွန်တော်ကစကားပြောတာကုန်တော့မှာသူတို့ရဲ့အခြေရေးဇလန်တွေကမပြီးသေးဘူးစိတ်မရှိတော့ကဲဒါကြီးချော်လိုက်တော့မယ်နော်ကျွန်တော်ကအရင်ကဆိုရင်ဗီဒီယိုတွေကိုတလေးလာကြာလာပြီးစနေကိုညနေ3နာရီမှာတင်ပေးရဆိုရင်မယ်ဒီနေ့ကစပြီးကျွန်တော်ရဲ့ဗီဒီယိုအသစ်တွေကိုကျွန်တော်ညနေ6နာရီမှာတင်ပြီးမှဖြစ်ပါတယ်ဗျာအခုရပိုင်းကမီးတွေပြတ်နေတော့ကျွန်တော်ဖုန်းဝါးတွေကိုလည်းလုံးဝအကုန်ထိမသုံးကြပါနဲ့ကျွန်တော်နောက်တဲ့ဗီဒီယိုမှာဆက်ပြီးတွေ့ကြပါမယ်အားလုံး bye bye